အားလုံးပဲမင်္ဂလာပါခင်ဗျာ UK Channel ကနေကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးတင်ပြရပါတော့ကျွန်တော် YouTube ပေါ်ကအမျိုးတွေတက်ဖို့ပေါ့နော်ကျွန်တော်ခဏလေးလာပြီးတော့ပြပြပေးတာပေါ့နော်ပြပြပေးရဆိုတာထက်ကျွန်တော်တို့ဂျားရက်မှာ2ရက်ပိတ်တယ်အင်္ဂါပေါ်တစ်ခု2ရက်ပိတ်တယ်ပေါ့နော်ကျွန်တော်ပြီးတောက်ကြ2ရက်ဖွင့်တယ်အဲ့ဒီဖွင့်တဲ့ရက်မှာပတိတစ်လုံးလောက်လိုက်ချင်တဲ့အမျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာလာယူလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုလာပြပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်အခုကျွန်တော်အရင်ကတော့ကျွန်တော်တပတ်စာကကိုကျွန်တော်ရိုး post နဲ့တင်ပေးထားတာရှိတယ်ပေါ့နော်အဲဒီတပတ်စာကလည်းကျွန်တော်တို့3လုံးခွေ9ခွန်ရှိအခွေထွက်သွားပြီ channel သေးတဲ့အခွေတစ်ခွေနဲ့မိုးထည့်သေး channel သေးမယ်ပေါ့နော်အဲဟို live ဆော့တဲ့မျိုးတွေကလည်း live ဆော့လို့ရတယ်နောက်တစ်ခုကကျွန်တော်ဇာတို့ပတ်တီမပေးဘူးဆိုတာကလည်းကျွန်တော်ပေးတယ်ကျွန်တော်စီမှာလာတောင်းတဲ့အမျိုးတွေအများစုတော့ကျွန်တော်ပေးဖြစ်တယ်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့ကျွန်တော်အနေနဲ့ညနေခင်းပိုင်းအထိလာတောင်းတဲ့အမျိုးအများစုတော့ကျွန်တော် message တောင်းတဲ့အမျိုးရောViber တောင်းတဲ့အမျိုးရောကျွန်တော်ပေးဖြစ်တယ်ပေါ့နော်ကျွန်တော် Viber channel မှာလည်းတင်ပေးထားတာရှိတယ်ပေါ့နော်ကျွန်တော်3ရက်မွေးပတ်တီခွန်ပတ်တီခွန်3နဲ့ခွန်နှစ်ဆိုပြီးတော့ကျွန်တော်တင်ပေးထားတာရှိတယ်ပေါ့နော်ကျွန်တော်ကကဏ္ဍလာယူဖို့အတွက်ကျွန်တော်ဗီဒီယိုဖိုင်မတင်ပေးရတာလည်းတချို့ကကျွန်တော်ပိတ်ရက်ရှိရဆိုလို့ရှိရင်လည်းမစော့ကျင်ကြဘူးပေါ့နော်ကျွန်တော်ကကျွန်တော်လည်းကဏ္ဍရှိမှလည်းတောက်လျှောက်လွဲလာခဲ့တာဆိုတော့ကျွန်တော်အပေးရမှလည်းအားနာတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်စီမှာတည်တဲ့လာတောင်းတဲ့အမျိုးတွေကိုကျွန်တော်ပေးဖြစ်တယ်ပေါ့နော်တချို့ကကျွန်တော်လာပြောကြတယ်ပေါ့နော်အခုလည်းဒီခွန်3ထွက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကဏ္ဍမပေးဘူးထင်ပြီးတော့လာမတောင်းတာပေါ့နော်ဆရာနားမဲ့ထင်ပြီးတော့လာမတောင်းတာပေါ့နော်အဲ့ဒါလည်းအဖြစ်မမြင်စေချင်ပါဘူးခင်ဗျာကျွန်တော်အခုလာမဲ့တစ်ပတ်လာမဲ့2ရက်ဖွင့်တဲ့2ရက်ကျွန်တော်ပြတော့ကြာ2ရက်ဖွင့်တယ်အဲ့2ရက်မှာကျွန်တော်ပတ်တိတစ်လုံးပေးမယ်တေချာတော့အများဆုံးဖြစ်နိုင်မဲ့ပတ်တိတစ်လုံးကျွန်တော်ရွေးချယ်ပြီးပေးမယ်ဒါကြောင့် live ဆော့ခြင်းတဲ့အမျိုးတွေရှိရဆိုလို့ရှိရင်ကျွန်တော်စီမှာအခုပေးရ2ရက်အတွင်းမှာလာရောက်ပြီးယူလို့ရပါတယ်9114343ရဲ့ Viber မှာလာပြီးလို့ရတယ်လို့911938659ဖုန်းကိုဖုန်းမစေးဆက်သွယ်ပြီးတော့ပဲလာပြီးယူလို့ရပါတယ်ပေါ့နော်နေ့ရက်စာအတွက်ကျွန်တော်အမှားဆုံးပတ်တိတစ်လုံးနဲ့ကျွန်တော် main code တွေထုတ်ပေးပါမယ်လိုချင်တဲ့မျိုးတွေကတော့ဒါရောက်ဆက်သွယ်ပြီးတော့ယူလို့ရတယ်တပတ်စာကမတွေ့တဲ့မျိုးတွေကလည်းအခုဒီတပတ်စာကဒီကလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီကလေးကိုကျွန်တော်တနင်္ဂနွေညနေခင်းပိုင်းမှာကျွန်တော် post ညခင်းမှာကျွန်တော် post လေးတင်ပေးထားရှိတယ်ပေါ့နော်3လုံးခွေထွက်သွားပြီ3လုံးခွေရထွက်သွားပြီကျန်နေတဲ့အခွေဗာလဲ3 4 5 6အခွေပေါ့နော်အဲ3 4 5 6အခွေလိုက်ဆော်လို့ရတယ်ထိပ်သီးနှလုံးလိုက်ဆော်လို့ရတယ်ပေါ့နော်ပိတ်ရက်ရှိတာပဲထွက်တာများတယ်ပေါ့နော်အဲဒါကြောင့်မို့တပတ်စာကလိုက်ဆော်တဲ့မျိုးတွေကလည်းလိုက်ဆော်လို့ရတယ်တပတ်စာကမဆော်ခြင်းဘူးကျန်တဲ့ဖွင့်ရက်2ရက်လေးမှာပတ်တီ3လေးကိုလည်းထိထိမိမိဆော့ခြင်းတယ်ဆိုတဲ့မျိုးတွေကတော့ကျောင်းစီမှာလာပြီးယူလို့ရပါတယ်အဖွင့်ခြင်းမလိုပါဘူးခင်ဗျာကျွန်တော်အခုခွန်ပတ်တီရလိုက်တဲ့အမျိုးတွေရှိတယ်လို့မရလိုက်တဲ့အမျိုးတွေလည်းရှိတယ်ပေါ့နော်အဲသူကကြတော့လေငွေမနိုင်ရတော့တဲ့အမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်ပေးရမှာကျွန်တော်အားနာတဲ့ကြောင့်မို့ကျွန်တော်မပေးဖြစ်တာပေါ့နော်တင်းတန်လာတော့တဲ့မျိုးတွေအများစုကကျွန်တော်ပို့ပေးတာများပါတယ်ပို့ပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ပြတော့ကြတဲ့ဆာမှာပတ်တိလိုချင်တဲ့မျိုးတွေလားဆိုတဲ့ပြည်ယူလို့ရပါတယ်ကျွန်တော်ဒါလေးကိုအဓိကလိုက်ပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်အကောင်းဆုံးဖြစ်မဲ့ပတ်တိလုံးကိုရွေးချယ်ပေးထားပါတယ်လောက်ဆိုတဲ့ပြည်ယူလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်